ဒီကနေ့မှာတော့ကျမ်းမာရေးထောက်ခံစာအတူမလုပ်ရန်ထိုင်းဆိုရကထုတ်ပြန်ကြေညာခဲ့တဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ထိုင်းနိုင်ငံမှာရွှေပြောင်းအလုပ်သမားတွေကိုမှတ်ပုံတင်တဲ့နေရာမှာကျမ်းမာရေးထောက်ခံစာလက်မှတ်အတူတွေကိုမသုံးကြဖို့ထိုင်းဆိုရကအလုပ်ရှင်တွေကိုသတိပေးလိုက်ပြီးဥပဒေချိုးဖောက်ကြောင်းတွေးရှိရသူမည်သူမည်ဝါကိုမဆိုဥပဒေအရအရေးယူသွားမယ်လို့လည်းထိုင်းဆိုရကပြီးခဲ့တဲ့မေလ25ရက်နေ့ကဘန်ကောက်ပို့စ်သတင်းစာမှာရေးသားဖော်ပြခဲ့ပါတယ်။ထိုင်းအစိုးရဒုတိယပြောရေးဆိုခွင့်ရှိသူပတ်ထန်ဆွန်ထောင်းစရီကွန်ကတရားမဝင်လိုင်စင်ရှိတဲ့စေကံတချို့ဟာရွှေပြောင်းအလုပ်သမားတွေအတွက်ကျန်းမာရေးထောက်ခံစာတွေကိုတရားမဝင်ထုတ်ပေးနေတာတွေကိုအာဏာပိုင်တွေကစုံစမ်းသိရှိခဲ့တယ်လို့ဆိုပါတယ်။၎င်းဥပဒေအရဆိုရင်ရွှေပြောင်းအလုပ်သမားတွေဟာပုံမှန်အားဖြင့်ယောဂ6မျိုးကိုတစ်နှစ်တစ်ကြိမ်သို့မဟုတ်2နှစ်တစ်ကြိမ်စသဖြင့်ယောဂရှိမရှိကျန်းမာရေးစစ်ဆေးမှုများကိုခံယူရမှာဖြစ်ပြီးအစိုးရဆေးရုံတွေဒါမှမဟုတ်ခွင့်ပြုချက်ရထားတဲ့ပုဂ္ဂလိကဆေးရုံတွေစီကနေထုတ်ပေးတဲ့ကျန်းမာရေးထောက်ခံစာရယူရမှာဖြစ်ပါတယ်။ထိုင်းအာဏာပိုင်တွေရဲ့အဆိုအရထိုင်းအလုပ်သမားညွှန်ကြားမှုဦးစီးဌာနရဲ့အွန်လိုင်းစီစီရေးစနစ်နဲ့ချိတ်ဆက်ထားတဲ့ပုဂ္ဂလိကဆေးရုံဆိုင်ရာစင်တာ63ခုရှိတယ်လို့လည်းသိရပါတယ်။အလုပ်ရှင်တွေအနေနဲ့ထိုင်းအစိုးရကနေခွင့်ပြုချက်ရထားတဲ့ဆေးဘက်ဆိုင်ရာစင်တာတွေကိုပြည်내အလုပ်ကိုင်ရှာဖွေရုံဒါမှမဟုတ်နိုင်ငံခြားသားအလုပ်သမားစီစစ်ဌာနခွဲကနေတဆင့်စစ်ဆေးနိုင်တယ်လို့လည်းဆိုပါတယ်။ဒီလက်တလောအချိန်မှာအာဏာပိုင်သို့မဟုတ်တာဝန်ရှိသူတွေဟာကျန်းမာရေးစစ်ဆေးချက်လက်မှတ်အတုတွေနဲ့ပတ်သက်ပြီးတိုင်ကြားစာစင်တာတစ်ခုကိုလည်းဖွင့်လှစ်ပေးထားသလိုစစ်ဆေးမှုတွေလည်းပုံမတင်းကျပ်လှုပ်ဆောင်နေတယ်လို့လည်းသတင်းမှာဖော်ပြခဲ့ပါတယ်ခင်ဗျာ။